ပေါက်လိုက်တယ်အခုငါကြက်တကောင်ဘုန်းကြီးပြပေါက်လိုက်တော့2000ခွဲမှန်လို့လားပြပေါက်လိုက်ပါပြီးလာတော့သူကလည်းကိုလုံးတောင်ပြီသူကလည်းကိုလုံးတောင်ပြီမကြီးစိတ်တွေတူနေ။ဘာဘာရောက်လို့ဒီတော့ပုံမှန်ကမှအဲ့လိုတဲ့လို့အိမ်မဲ့ယူပြရတယ်တားလိုက်တော့နော်โอเคပါအစီဘာလို့သေးလဲမလေးမြန်မာတက်မယ်ဆိုမှခွာတော့ဘက်ဆက်အခုရောက်လာမဟုတ်မလဲကမဟုတ်လေဒီနေ့လေဘက်ဆက်ဒီနေ့မှတော့မနေ့ကပြောလို့ဒီနေ့ပို့ရလားဟုတ်တယ်မနေ့ကရုံးကိစ္စပေါ့ဟာလားဟုတ်ပါဟုတ်ပါလို့မရှိတယ်ဟာဖီးကြအကုန်ရှိရလေဘာဈေးတော့မကြောက်ဘူးလေပုံမှန်တိုင်းပဲပေါ့ဈေးမတက်တာပဲကျေးဇူးတင်ဈေးကြတာ9လလောက်ရှိပြီနော်ဈေးကြတာ9လမရှိဘူးပြန်တက်နေအားခိုင်လာဖေးတောင်းမယ်မတော့သေးဘူးပြီးရမှာပက်လိုက်အောင်မယ်လေအဲ့ဒါပြန်လာမယ်လေကိုချောက်ခိုင်းရေကားနံပါတ်လေးမှန်းလာ2N 26N နော်ဟုတ်ကဲ့ပါဗျာဆိုင်ကနေလာနေမင်္ဂလာပါရောက်လာပါလေးလို့သေးလဲလို့သေးဖြစ်နေဈေးတကြရနော်တခြားပစ္စည်းတွေဈေးတော့မကြသေးပါဘူးဈေးကပုံမှန်တိုင်းပဲလူတွေပစ္စည်းဆိုတာတော့ရှောက်ကြနေဟာလားကျွေးလို့ဘာပြောလို့လဲမသိမသိဘူးခါတိုင်းနဲ့ဆိုရင်ဒီလိုတင်းကြို့တယ်ချပေးရလားမ